အားလုံးမင်္ဂလာပါနော်ကျွန်တော်နှစ်ခွန်လေးခွန်ဆိုင်ကိုပြမယ်နော်သူက9ခုနှစ်ကနေ9ခုနှစ်ကိုပို့တာပေါ့နော်ဒီတော့ပထမဆုံးသူက10ခုနှစ်တဲ့10ခုနှစ်ကကဏ္ဍတစ်ခုပေါ့နော်63တက်ဆိုတဲ့ကဏ္ဍလေးသူကဒီ9ခုနှစ်ကိုပို့တာပေါ့နော်အားလုံးပို့လိုက်ပြီဆိုတာနဲ့သူ့အပေါ်ဆောင်မှာသူက4နှစ်အတွဲ4နှစ်နောက်တွဲဒီနောက်တွဲပဲထားပြီးတော့သူရဲ့တပင်နှစ်ပင်ကြားက4ထိပ်ဒီ4ထိပ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့4နှစ်ဆိုတဲ့ခဏန်းဒီတဲ့တပင်နှစ်ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်မှာသူက4နှစ်လို့တဲ့ကြတယ်ပေါ့နော်သူကဒီ9ခုနှစ်လည်းကြိုက်သွားတာပေါ့နော်ဒါတော့ပထမကတစ်ဆက်ပြီးသားပေါ့နော်ဒုတိယတစ်ဆက်ကြသူ90ခုနှစ်က93ညနှစ်ဆိုတဲ့ခဏန်းဒီတဲ့ဒီ95ခုနှစ်ကိုသူကပို့ရမယ်ပေါ့နော်95ခုနှစ်ကိုသူကပို့လိုက်ပြီ39နှစ်လို့ပို့ရတယ်နဲ့သူဇောင်းကပေါ့နော်ခုနလိုပဲသူ့ရဲ့ဇောင်းမှာသူက60တွဲရှိတယ်60နောက်တွဲဒီ60နောက်တွဲထားပြီးတော့သူ့ရဲ့တပင်းကြခွန်ထိပ်ဒီခွန်ထိပ်နဲ့ခွန်60ဆိုတဲ့ကဏ္ဍဒီ10ချိန်ပေါ့နော်တပင်း2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ချိန်မှာခွန်60လို့သူကဒဲထွက်တယ်ပေါ့နော်ဒါဒီလည်း9ခုနှစ်ကိုဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီဒါဒုတိယကပေါ့နော်နှစ်ကပြီးတယ်ဆိုဒီတက်တရကအခုရောက်ကကသူက2010ပေါ့နော်2010ကသူကဒီတစ်နှစ်ခဏလေးတဲ့2015ကိုသူကနှစ်လို့ပို့လိုက်တာနဲ့တဲ့သူရဲ့ဒီနှစ်ထက်မှာလို့ခဏနှစ်ကွက်ပဲပေါ်တယ်နော်ဒီ3ခွန်နှစ်နဲ့ဒီနှစ်ထွက်တယ်နော်ဒီ3ခွန်နှစ်တုံးကကျွန်တော်တို့ဒီမှာဖန်ခဲ့တယ်ပေါ့နော်ဒီ၄ချိန်မြောက်ပါနော်ဒီမှာဖန်ခဲ့သေးတယ်နော်မလားဘူးအားကြောင့်ကျွန်တော်ဒီချိန်ပေါ့နှစ်ဆိုတော့ခဏလေးကျွန်တော်တို့ဒီ2015ခုနှစ်ကိုနှစ်လို့ပို့လိုက်တာနဲ့သူကသူဆောင်က4ခွန်တွဲဒီ4ခွန်တွဲတပင်2ပင်ကျော်ကနှစ်တည်နဲ့နှစ်4ခွန်ဆိုတော့ကဏ္ဍဒီတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်ဒီနေရာပေါ့နော်ဒီ16ချိန်မှာဒီနှစ်4ခွန်ပေါ့နော်နှစ်4ခွန်ဆိုတော့ကဏ္ဍတဲ့ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ် site နဲ့ပေါ့နော်နောက်တစ် site ကြာတော့ကျွန်တော်ဒီမှာ3ကိုတက်လို့ဒဲထွက်ပြီးတော့သူက1 2 3လို့နောက်ထောင်လာသူ့ရဲ့တပင်ကျော်မှာနှစ်ထိပ်8ထိပ်9ထိပ်လို့ဖြစ်ပြီးသူ့ရဲ့တပင်ကျော်မှာ4 5 6ဆိုတဲ့ပတ်လဲထွက်ပြီးတော့သူ့ရဲ့တပင်ကျော်မှာသူကခွန်ခါ3ညခါ9ခါဆိုပြီးတော့သူက9နှလုံးဘူးပေါ့နော်9နှလုံးဘူးမှာသူက9လို့ဖြစ်ပြီးမှသူကဒီမှာ break shit ကိုအပူနဲ့ထွက်ပြီးတော့သူ့ရဲ့ဇောင်းမှာသူကခွန်4နှစ်ဆိုတဲ့ပတ်လဲကလည်းထွက်တယ်ပေါ့နော်ဒါပထမကပ်ပေါ့နော်နှစ်ကပ်ဆိုင်ဒါနှစ်ကပ်ဆိုင်လိုက်နော်ဒုတိယကပ်ကျတော့3ကိုတက်လို့တက်ထွက်တယ်ဒါနော်ပထမကပ်လို့ပါပဲနော်3ကိုတက်လို့တက်ထွက်တယ်ထွက်ပြီးမှ1 2 3လို့ထောင်းတယ်ထောင်းပြီးပဲသူ့ရဲ့အောက်မှာ2ထိပ်8ထိပ်3 9ထိပ်ဖြစ်ပြီးတော့သူ့ရဲ့တပင်2ပင်ကြမှာသူက6 5 4ပတ်လက်ထွက်တယ်ထွက်ပြီးတော့သူ့ရဲ့တပင်ကြမှာခွန်ခါ3ညခါ9ခါဆို9နှလုံးမှုဖြစ်ပြီးတော့9ထိပ်လို့ဖြစ်ပြီးတော့မှဒီနေရာမှာအပူနဲ့ break shit ထွက်ပြီးကျွန်တော်ဒီနေရာကိုဒီ2ခွန်4ပေါ့နော်အဲ့ဒါလေးကျွန်တော်ဖတ်ထားတယ်ပေါ့နော်ဒါ2ခွန်4ဆိုင်လေးပါနော်စောင်းပင်နဲ့ကြက်ရင်ကျွန်တော်မဆွေးမှာထိုးကြပါနော်